ချာငါတောင်နေမကြောက်လားငါနင့်ကိုခေါ်နေတယ်လေချာဟန်ဟင်ဒါဘာတန်လေအခန်းထဲမှာငါအပြင်တခြားဘသူမှလည်းရှိမနေပါဘူးဒါဆိုငါနာမည်ကိုခေါ်နေတာဘာတူလဲချာဟန်တတိမွေပြီးထန်ရကထားလို့ဗီရိုနာကိုရှောက်သွားလိုက်တယ်သူမရဲ့ရှိတဲ့ထဲမှာစူးရဲပြီးတော့ဖြူဆွနေတဲ့မျက်လုံးတွေနဲ့မောင်မဲနေတဲ့အရေးကြီးတစ်ခုမတ်တက်ရနေတယ်အဲဒီရိတ်ကိုမြင်လိုက်ရတော့ခြားတယောက်ကြောက်လွန်းလို့ချိန်မခိုင်တော့ပဲတနေရာထဲမှာတင်အေးခဲတောင့်တင်သွားခဲ့တယ်အဲဒီချိန်မဲကြီးကကြောက်စရာကောင်းတဲ့ပုံစံနဲ့မဲပြုံရင်းခြားရဲ့ခန္ဓာကိုယ်စွန့်ဝင်ဖြတ်တန်းပြီးတော့ရတဲ့မောက်စီပြေးထွက်သွားကအောက်ကိုခုန်ချသွားခဲ့တယ်ဒါကိုမြင်လိုက်ရတဲ့ခြားဟာကြောင်အားလန့်အားနဲ့ချွေးစည်းတွေပြန်လာပြီးအဲဒီနေရာမှာတင်မေးလေးကျသွားခဲ့တော့တာပေါ့ခြားထပါအောင်နေပါဖြစ်တာလေဘာလို့ဒီလိုတမ်းမြေပုံမှာအိတ်နေရတာလဲလာဗညာရဲ့အတန်ကြောင့်ခြားရဲ့မျက်လုံးတွေပွင့်လာခဲ့တယ်လာဗညာကိုသူမရှိမှမြင်လိုက်ရတော့မှခြားရဲ့တယောက်ပြပြတလဲထားထိုင်လိုက်ရင်ခေါင်းကိုချက်ချင်းကင်လိုက်မိတယ်ခြားနင်ဘာဖြစ်လို့လဲနင်မိတ်လေသွားလားကြည့်ရတာနင့်ပုံစံလုံးဝအဆင်မပြေဘူးငါစကားကိုနားထောင်နင်ခဏလောက်အိမ်ပြန်ပြီးတော့နားလိုက်ပါအိမ်မှာဆိုနင့်ကိုတေချာပြုစုပေးမယ်သူရှိတော့မြန်သက်သာလာမှာပါလာဗညာငါတို့အခုချိန်မှာခြားရဲကိုဒီကနေပြန်လို့မရသေးဘူး3 လကြာရင်စာမေးပွဲရှိတယ်နောက်ပြီးနည်းနည်းကြာရင်နင်တို့ရဲ့လက်တွေ့စာမေးပွဲတွေစတော့မယ်လာဗညာနင်တခုလုပ်ပေးပါနင်သွားပြီးတော့ခြားရဲ့အခန်းမှာပဲသူနဲ့အတူတူသွားနေလိုက်ပါငါနဲ့အခန်းကိုပြောင်းပေးမယ်ဟုတ်ကဲ့ပါတီချေလာဗညာကိုခြားရဲ့အခန်းစီရွှေ့ပြောင်းပေးလိုက်ကြတယ်2 ရက် 3 ရက်လောက်ထိတော့အရာအားလုံးကပုံမှန်တိုင်းပါပဲဒါပေမဲ့2 ရက် 3 ရက်လောက်ကြာသွားတဲ့အခါသင်ခန်းစာပြီးလို့သူတို့2 ယောက်အဆောင်ပြန်ရောက်ချိန်မှာတော့ခြားဟာအဝေးစားတော့မလဲနိုင်တော့ပဲဂရီမော်တက်ပြီးစောင်းချုံအိတ်လိုက်ပါတော့တယ်ဟေးခြားရေအဝေးစားလေးကိုလဲလိုက်ပါအောင်ရောက်တာနဲ့ဂရီမော်တန်းပြီးတော့လှဲတော့တာပဲငါတိတ်ချမ်းနေတဲ့လာဗညာငါ့ကိုတယောက်ကရေခဲတွေစိတ်နေတဲ့အခန်းထဲမှာပိတ်လောင်ထားသလိုမျိုးကိုခံစားနေရတာအိုးဖယားသခင်မနေ့ကတည်းကငါပြောပါတယ်နင့်ကိုအိမ်ပြန်လွတ်လိုက်ပါဆိုမှဆီယမမာသားကတော့စာတင်ဖို့ကလွှဲရင်ကြံတာဘာမှအရေးကြီးတယ်လို့ထင်မမရဘူးနေခဏဆောင်နော်ငါနေ့အတွက်စိတ်သွားယူပေးမယ်လာဗညာကစတက်ဘွန်ကိုသွားပြီးတော့ခြားအတွက်စိတ်သွားယူခဲ့တယ်ခဏကြာလို့အခန်းထဲပြန်ရောက်လာတဲ့အခါအခန်းထဲမှာခြားကိုမတွေ့ရတော့ဟင်ခြားဘယ်ရောက်သွားတာလဲခုနကတင်စောင်းချုံထားတာတောင်တုံနေအောင်တိတ်ချမ်းနေတယ်ဆိုပြီးအခုမိနစ်ကလေးအတွင်းပဲပြောက်သွားတာလေဒီချိန်မှာပဲလာဗညာစီကိုရေစီးနေတဲ့အတန်ကြားလိုက်ရတယ်ရေချိုးကန်တကားကိုသွားခောက်ကြည့်ပြီးမြဲအတွင်းထဲကဘာအတန်မှပြန်မကြားရဘူးငါစေးသွားယူတော့ကရေချိုးကန်ရေပုံမှန်ဖွင့်မထားပါဘူးသိချတယ်ခြားရေချိုးကန်ထဲမှာရှိနေတာပဲတတိများမိလေသွားလားမသိဘူးငါသွားပြီးအကူအညီတောင်းမှရမယ်လာဗညာအပြင်ကိုမြန်ပြေးထွက်သွားပြီးလုံခြုံရေးဝန်ထမ်းကိုအကူအညီတောင်းလိုက်တယ်လုံခြုံရေးကရေချိုးကန်တကားကိုရိုက်ခွဲလိုက်ပြီးလာဗညာအတွင်းထဲကိုအပြေးလွှားဝင်ကြည့်လိုက်ချိန်မှာတော့ခြားရဲ့မျက်နှာဟာရေစေးပေစင်းထဲမှာနေဝင်နေပြီးပေစင်းထဲကနေအနေရောင်ရေတွေကအပြင်ကိုရှမ်းကြနေခဲ့တယ်အိုးဖယားဒါဘာဖြစ်တာလဲခြားလာဗညာနဲ့လုံခြုံရေးတို့ပေါင်းပြီးခြားရဲကိုအမြန်ဆွဲထုတ်လိုက်ကြတယ်။သူမရဲ့မျက်နှာတစ်ခုလုံးသွေးတွေပေးချန်နေပြီးအဆုတ်ထဲမှာလည်းရေတွေဝင်နေခဲ့တယ်။သူတို့သူမကိုဆေးရုံစီချက်ချင်းပို့ဆောင်လိုက်ကြပါတော့တယ်။ကြည့်ရတာဒီညတော့သူမကိုဒီမှာပဲထားရလိမ့်မယ်။ဒါပေမဲ့ကျွန်တော်နားမလည်နိုင်တာကလူတစ်ယောက်ကကိုဘာလို့ဒီလိုမျိုးလွတ်ရတာလဲ။မင်းရဲ့တငယ်ချင်းမှာစိတ်ညစ်စရာတော့ကတစ်ခုရှိနေလို့လား။မရှိပါဘူးဆရာရဲ့။ဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကလေးကသူနေမကောင်းဖြစ်နေတာပါ။ဆရာဝန်များကြီးနဲ့ပြသခဲ့ပြီးမြဲဘယ်သူမှသူ့ရဲ့ယောဂါကိုမရှာနိုင်ခဲ့ကြဘူး။ကြည့်ရတာသူမရဲ့စိတ်ကြမ်းရဲ့အခြေအနေကသိပ်မကောင်းဘူးထင်တယ်။ကျွန်တော်ပြောချင်တာကတခါတလေကြာရင်လူတွေကစိတ်ဖိစီးမှုတွေကိုအလွန်မင်းခံယူလိုက်မိတဲ့အခါကျမ်းမာရေးကိုသိပ်ထိခိုက်စေတတ်တာမျိုးရှိတယ်။ထားပါတော့လေ။သူမကျမ်းမာရေးပြန်ကောင်းလာရင်ကျွန်တော်တို့ရဲ့စိတ်ကျမ်းမာရေးဆရာဝန်နဲ့ရက်ချင်းယူပေးပါမယ်။ဟုတ်ကဲ့ပါဆရာ။ဒါပေမဲ့ကျမအဆောင်မပြန်ခင်ခြားရက်ကိုခဏလောက်ဝင်ကြည့်လို့ရမလား။သူ့အတွက်သိစိတ်ဖို့လိုပါ။ရပါတယ်။ဒါပေမဲ့သူ့အိပ်ပျော်နေတယ်နှိုးတော့မနှိုးပါနဲ့လာဗညာအခန်းထဲကိုဝင်သွားပြီးအလုံးမင်းစိုးရိမ်ပူပန်နေတဲ့မျက်လုံးတွေနဲ့ခြားရက်ကိုကြည့်လိုက်တယ်ပြီးတော့သူမရဲ့လက်မှာဝယ်ထားတဲ့အဆောင်လက်ဝဲရတနာကိုချွတ်လိုက်ပြီးခြားရဲ့လက်မှာဆွပေးလိုက်တယ်အဲ့ဒီချိန်မှာပဲခြားရဲ့တယောက်နိုးလာခဲ့တယ်လာဗညာနင်ငါဘယ်ရောက်နေရလဲနင့်ကျမကြီးနင်းနေမကောင်းလို့စိတ်ယုံတင်ထားရတာပါငါပြောတာကိုတေချာနားထောင်ပါခြားရက်ငါနေ့အတွက်သိစိတ်ဘူးလို့အခုငါရဲ့အဆောင်လက်ဖွဲ့လေးကိုနင့်လက်မှာဆွပေးထားတယ်ဘာပဲဖြစ်ဖြစ်ဒါကိုမချွတ်ပါနဲ့နော်နင်ငါ့ကိုဘာတွေများဖုံးကွယ်ထားတာရှိလို့လဲငါသိတယ်တခုခုမကောင်းတာဖြစ်နေပြီဆိုတာကို
ငါနင့်ကိုဘာမှဖုံးကွယ်မထားပါဘူးဒါပေမဲ့ငါသိကျင်တာတွေအများကြီးရှိနေတယ်ငါအားလုံးကိုမသိရသေးသေးတော့နင်ဒီလက်ပတ်ကိုနင့်ကိုဘွားနေလုံးဝမချွတ်နဲ့ဒါကနင့်ကိုကာကွယ်ပေးလိမ့်မယ်ကဲအေးစစ်စစ်နားလိုက်ပါအောင်ငါဒီမှာအကြိုင်းနေလို့မရဘူးအဆောင်ပြန်ရတော့မယ်လာဗန်ညာကညာဘက်ကြီးဆေးရုံမှာဆက်နေလို့မရတာကြောင့်အဆောင်ကိုပဲပြန်လာခဲ့လိုက်တယ်ဂျိုင်းနဲ့ပတ်သက်ပြီးဒီနေ့ဖြစ်သွားခဲ့သမျှကိုတွေးကြောရင်လာဗန်ညာတယောက်အိတ်လို့မပြောနိုင်ခဲ့ဘူးဒါနဲ့ပဲစိတ်ပြေလက်ပြောက်ဖြစ်အောင်ဖုန်းထဲကညင်ညင်ညောင်ညောင်ဂီတတန်လေးဖွင့်ထားလိုက်တော့မှခဏကြာမျက်လုံးမှီးကနေဖြစ်ပြီးအိပ်ပျော်သွားခဲ့တော့တယ်အိပ်ပျော်သွားတာခဏလေးပဲရှိသေးတယ်သူမရဲ့နားတွေကိုရေစဲကြတဲ့ပေါက်ကနေကြားလိုက်ရတယ်ညနေတကောင်ရဲ့တိတ်ဆိတ်မှုထဲမှာအဲ့ဒီတန်ကတိတ်ကိုပြပြင်းလွန်လာတာကြောင့်လာဗန်ညာလက်နိုးလာခဲ့ရတယ်ဟာကွာအနိုင်အိပ်ပျော်အောင်စူးစမ်းထားကြမှာပဲညနေတကောင်ကြီးဘသူကရေချိုးနေတာလေလူကိုအေးစစ်စစ်တောင်အိတ်ခွင့်မပေးကြဘူးခဏလောက်တော့အဲ့ဒီရေစည်းတန်ကအငြင်းကျသွားခဲ့တယ်ဒါပေမဲ့လာဗညာပြန်အေးဖို့ကရင်မော်လှိလိုက်ရုံရှိသေးတယ်အဲ့ဒီတန်ကရုတ်တရက်တိတ်ကိုကျေလောင်စွာထွက်ပေါ်လာတော့တာပဲလာဗညာဒီတစ်ချိန်မျက်လုံးဖွင့်ပြီးကြည့်လိုက်ချိန်မှာတော့အသက်ရှူရတာကြက်လာပြီးရင်ဘတ်တစ်ခုလုံးအောက်တက်လာခဲ့တယ်ရေနဲ့ကြေးတဲ့ပိတ်မိနေသလိုမျိုးခံစားလိုက်ရပြီးသူမမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါခိုင်လုံးပြည့်ရေနဲ့ကြေးနဲ့ပြင်းနေခဲ့ပါတော့တယ်သူမရဲ့ခန္ဓာကိုယ်ကလေးလံလွန်လာတာကြောင့်နည်းနည်းလေးမှလှုပ်ရှားလို့မရတော့ဘူးအဲ့ဒီချိန်မှာပဲရှိကဗီဒီယိုဘက်ကိုလှမ်းကြည့်လိုက်တော့ဖြူစွန်းနေတဲ့မျက်လုံးတွေနဲ့ကြောက်စရာကောင်းတဲ့အရေးမဲကြီးတစ်ခုကိုတွေ့လိုက်ရတယ်။သူမအဲ့ဒီနေရာကနေထွက်ပြေးဖို့အစွမ်းကုန်ရုန်းကန်ပြီးမြဲခဏကောကလုံးဝတုံ့ပြန်မလာခဲ့ဘူး။အဲ့ဒီချိန်မှာပဲအရေးမဲကြီးကသူမစီတန်းတန်းမတ်အရှိန်နဲ့ပြေးဝင်လာပြီးသူမရဲ့လက်ပင်ကိုလက်နှစ်ဖက်နဲ့အပြင်းစွာညှစ်ထားလိုက်ပါတော့တယ်။အဆောင်ကနာရီကြီးရဲ့ချိန်သီးတန်တောင်ကနေမြည်သွားချိန်မှာတော့လာဗန်ညာလက်နိုးပြီးထထိုင်လိုက်ရတယ်။အခန်းထဲမှာအရာအားလုံးပုံမှန်အတိုင်းပါပဲ။ရေတွေပြည့်နေရလဲမဟုတ်သလိုအရေးမဲကြီးလည်းရှိမနေခဲ့ပါဘူး။ဖေဒါကဘယ်လိုအိမ်မက်ကြီးလဲဒီလောက်ကြောက်စရာကောင်းတဲ့အိမ်မက်မျိုးဒါပေမဲ့ဘာလို့များဒါကအိမ်မက်တစ်ခုလည်းမဟုတ်ဘူးလို့ငါခံစားနေရတာလေဒီအခန်းအဆင်မပြေဘူးမနှက်ပန်ကြရင်ဘာပဲဖြစ်ဖြစ်မစ္စမာသာကိုပြောပြီးတော့ဒီအခန်းကိုပြောင်းမှဖြစ်မယ်။ခြားကိုလည်းဒီမှာဆက်နေခိုင်းတော့လာဗညာကကြောက်လုံးတကောလုံးချွေးစီးတွေပြန်လာပြီးအင်မတန်ပူအိုက်လာတာကြောင့်မျက်နှာတက်ဖို့ရေချိုးခန်းထဲကိုဝင်သွားလိုက်တယ်။ရေဆေးပေစင်ကရေပုံမိုင်အောင်ဖွင့်ပြီးအေးစက်နေတဲ့ရေထဲနဲ့မျက်နှာကိုပတ်ပြန်လိုက်တယ်။ဒါပေမဲ့ရေချိုးခန်းထဲကအပြင်ကိုပြန်ထွက်မဲ့ပြုစင်မှာပဲသူမရဲ့နောက်ကျောဘက်ကနေနားတဲ့ကိုအတန်တစ်ခုစူးကနေတိုးဝင်လာခဲ့တယ်။ငါ့ကိုကဲပါအောင်လာဗညာငါ့ကိုတက်လိမ့်မယ်။အဲ့ဒီတန်ကိုကြားလိုက်ရတော့လာဗညာကြောက်လုံးလို့အသက်ပင်မရှူနိုင်တော့ပဲလှိုင်မော်လာခဲ့တယ်။တတိမွေးပြီးနောက်ကိုလှည့်ကြည့်လိုက်ပေမဲ့ဘာမှမတွေ့ရဘူး။ဒါပေမဲ့သူမမျက်တောင်တစ်ချက်ခတ်လိုက်ရုံရှိသေး။ရီယာမန်ထဲမှာခုနအရင်မဲကြီးကိုပြန်တွေ့လိုက်ရပြန်တယ်။အဲ့ဒီရိတ်ကဖြည်းဖြည်းချင်းနဲ့မိန်းကလေးတယောက်ရဲ့ပုံရိပ်ဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီမိန်းကလေးရဲ့မျက်နှာတစ်ခုလုံးပျက်စီးနေပြီးဝစ်စားတွေကလည်းသွေးတွေရွှဲရွှဲဆိုနေခဲ့တယ်။ခန္ဓာကိုယ်ပေါ်မှာဆိုရင်လည်းလောက်ကောင်တွေပိုးကောင်တွေကအရှင်လက်လက်တွားနေကြတယ်။သူမရှည်လျားလာတဲ့လက်သေးတွေနဲ့သူမရဲ့ခေါင်းဝအသားတွေကိုဆွဲဖြက်ပစ်လိုက်ပြီးကြောက်စရာကောင်းတဲ့အပြုံးကြီးနဲ့ဝါးစားနေခဲ့ပါတော့တယ်။ဘေဒီကနင်ဒါငါရဲ့အိမ်မက်ဆိုပဲဒါအမှန်တကယ်မဟုတ်နိုင်ဘူးနင်တည်သွားခဲ့ပြီလေဒါဆိုငါရှိမှနင်ဘယ်လိုလုပ်ပြီးပေါ်လာရတာလဲအဆောင်ရဲ့အခန်းထဲဘက်913မှာနေခဲ့တဲ့ဘေဒီကာဆိုတဲ့ကောင်မလေးကတိတ်ကိုတက်ကြွရွှင်လန်းတဲ့မိန်းကလေးတစ်ယောက်ပါဒါပေမဲ့ဒီနေ့မှာတော့သူမအခန်းထဲမှာပဲသူ့ကိုယ်သူတေးချောင်းကြံပြီးအသက်ဆုံးသွားခဲ့ပါတယ်သူမဘာကြောင့်တေဆုံးသွားရတယ်လဲဆိုတာဘယ်သူမှနားမလည်ခဲ့ကြသလိုဘာသာမှလည်းချန်ထားခဲ့တာမရှိပါဘူးရဲရီလာရောက်စုံစမ်းခဲ့ပေမဲ့တေဆုံးရတဲ့အကြောင်းရင်းကိုလုံးဝမရှာနိုင်ခဲ့ကြဘူးအဲ့ဒီအခန်းကိုလာနေငင်ကြပိတ်ထားခဲ့ပေမဲ့နောက်ပိုင်းအဆောင်မှာအခန်းအခက်ခဲဖြစ်လာတဲ့အခါမစ္စမာသာအဲ့ဒီအခန်းကိုပြန်ဖွင့်ပေးခဲ့တယ်လာဗညာအမှန်ထဲမှာဗေဒီကာရဲ့ကြောက်စရာကောင်းတဲ့ဝိညာဉ်ကိုစိုက်ကြည့်နေမိချိန်မှာပဲအဲ့ဒီဝိညာဉ်ကလာဗညာစီကိုဒေါသတကြီးခုံအုပ်လိုက်ပါတော့တယ်အမလီလာဗညာတကောလုံးစက်ကနေတွန်းကားသွားပြီးသူမရဲ့မျက်လုံးတွေကသွေးလိုရဲရဲနီလာခဲ့တယ်ပြီးတော့သူမအခန်းထဲကနေထွက်လို့ဈဉ္ညာလန်အတိုင်းအောက်ထက်စီဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတော့တယ်အောက်ထက်ကိုရောက်တော့အခန်းတကားတစ်ခုကိုတရောင်းနဲ့ခောက်လိုက်တယ်ခဏကြာတဲ့အထိဘာသာမှမကြားရပေမဲ့ထက်ခါခောက်လိုက်တော့မှတကားပွင့်လာခဲ့တယ်ရှိမှမစ္စမာသာမတ်တက်ရနေတာပါဒီလိုမိုးချုပ်ကြီးမှလာဗညာရောက်နေတာကိုမြင်တော့မစ္စမာသာလှမ်းသွားခဲ့တယ်လာဗညာဒီလိုညင်းတဲ့တကောင်ကြီးငါကန်ရှိမှနင်ဘာလုပ်နေရလဲဘာလို့ချင်းလို့လဲလာဗညာဘာမှမပြောဘဲမစ္စမာသာရဲ့အခန်းထဲဆက်ဝင်သွားပြီးကရင်ပေါ်မှာသွားထိုင်လိုက်တယ်နင်ဘာလုပ်နေရလဲစကားမပြောဘဲဘာလို့ငြိမ်နေရတာလဲလာဗညာကနှကန်းပေါ်လက်ညှိုးတင်ပြီးကြောက်စရာကောင်းတဲ့အပြုံးနဲ့မစ္စမာသာကိုတိတ်နေဖို့အချက်ပြလိုက်တယ်နင်ကဘာလဲငါ့ကိုတက်လိုက်ရင်နင်လွတ်မြောက်သွားပြီလို့ထင်နေရလားငါကလက်စားမချေပဲနှိမတဲ့လားဘာငါနင့်ကိုဘာလို့လို့လဲ
နင်ကငါရှိမှအသက်ရှင်လျက်ထိုင်နေရပဲလေဘာရီရှော့ပြောနေရလဲဘာလက်စားချီတာလဲမစ်မာသာရှိမှထိုင်နေတဲ့လာဗညာရဲ့မျက်နှာကရုတ်တရက်ပြောင်းလဲသွားခဲ့တယ်မန်ထဲမှာလာဗညာတွေ့ခဲ့ရတဲ့မျက်နှာဆိုကြီးကအခုမစ်မာသာရဲ့အရှိတဲ့ရောက်နေပြီဖြစ်ပါတယ်ဟင်ဗေဒီကနင်တည်သွားပြီလေနင်ဘလို့လုံးငါရှိကိုရောက်နေရတာလေမစ်မာသာတိမ်မတက်ကြောင်းလန့်သွားပြီးအခန်းထဲကနေပြေးထွက်ဖို့တကားစီအပြေးလွှာသွားလိုက်ပေမဲ့နောက်ကျောဘက်ကနေသူမလဲပင်ကိုဆွဲညှစ်လိုက်ပြီးရှီလျာထမြက်တဲ့လက်သေးတွေနဲ့လဲပင်နဲ့စူးဝင်အောင်ထိုးဆိုင်ပြတာခံလိုက်ရတယ်ငါဟာငါအသက်သေးအောင်လှုပ်ခဲ့တာမဟုတ်ဘူးဆိုတာဒီနေ့အထိဘယ်သူမှမသိခဲ့ကြဘူးနင်ငါ့ကိုတတ်ခဲ့တာငါ့ကိုရစ်ပူစော်ပြီးတော့ကဘာကြီးကိုတော့ငါဟာငါတေချောင်းကြံတယ်လို့လှည့်စားခဲ့တာဒီစကားကြားလိုက်ရတော့မစ်မာသာခြေပြားလက်ဖြားတွေအေးဆက်တုံလို့သွားရတယ်ဗေဒီကာရဲ့ဝိညာဉ်ကမစ်မာသာရဲ့လက်ပင်ကိုရိုးရိုးကြိုချိုးဖြတ်လိုက်ပြီးခန္ဓာကိုယ်ရဲ့အယိုတိုင်းကိုအစိမ့်လိုက်ရိုက်ချိုးပစ်လိုက်ပါတော့တယ်မစ်မာသာရဲ့အသေးခိုင်မတဲ့အော်ဟစ်တန်ကြောင့်အဆောင်အကြောင်းသူတွေနိုးလာကြပြီးရောက်လာချိန်မှာတော့မစ်မာသာတကူလုံးအယိုးတွေကြိုးကြည့်လို့နာကျင်စွာရုန်းကန်နေရတာကိုပဲတွေးလိုက်ရတယ်သူတို့အရေးပေါ်ဆေးရုံကခေါ်ပြီးဆေးရုံစီချက်ချင်းပို့ဆောင်လိုက်ကြတော့တယ်ဆရာဝန်မစ်မာသာဘာဖြစ်တာလဲစတင်ရတာဒီလောက်တောင်အခြေအနေဘာလို့စိုးနေရတာလဲသူမရဲ့ခန္ဓာကိုယ်ရဲ့အယိုးတွေကိုတယောက်ယောက်ကရရဆက်ဆက်ရိုက်ချိုးထားတာပါဒါပေမဲ့ဒါကိုဘယ်သူလုပ်ခဲ့တယ်လဲဆိုတာစဉ်းစားလို့မရဘူးရဲတွေစုံစမ်းပေမဲ့သူမရဲ့ခန္ဓာကိုယ်ရောအဝိဇ္ဇာမှာပါဘာလက်ပွေရမှမတွေ့ရဘူးသူမရဲ့ခန္ဓာကိုယ်ကအလိုလိုပုံပြတ်သွားသလိုပဲဒါပေမဲ့ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲငါတဒန်းတစ်ခုလုံးဒီလိုပုံစံမျိုးဒီလိုဖြစ်ပျက်မျိုးတခါမှမကြုံဘူးဘယ်သူမှဘာမှနားမလည်နိုင်ကြပါဘူးနောက်တစ်နေ့လာဗညာအတန်းတက်မလာတဲ့အခါမစ်အန်နီတာကအခန်းစီသွားကြည့်ခဲ့တယ်ရေချိုးခန်းထဲမှာလာဗညာမေလင်းနီယာကိုတွေ့လိုက်ရလို့လာဗညာကိုပါခြားရရှိတဲ့ဆေးရုံမှာပဲဆေးရုံတင်လိုက်ရတော့တာပေါ့ဆေးရုံရောက်တော့လာဗညာခြားရက်ကိုကြည့်ပြီးပြုံးလိုက်တယ်ငါနဲ့ကိုဘာမှဖုံးခွင့်မထားပါဘူးဒါပေမဲ့ငါသိချင်တာတွေအများကြီးရှိနေတယ်ငါအားလုံးကိုမသိရသေးသေးတော့ဒီအဆောင်ကိုနှင့်ကိုဘွားနေလုံးဝမချွတ်ပါနဲ့ဒါနဲ့ကိုကာကွယ်ပေးလိမ့်မယ်အေးစစ်စစ်နားလိုက်ပါအောင်ငါခဏသွားစရာရှိသေးတယ်လာဗညာဆေးရုံကနေအဆောင်ကိုတန်းမပြန်ခဲ့ပါဘူးဘာလို့လဲဆိုတော့ဆရာဝန်တွေဘလို့မှကုသလို့မရတဲ့ခြားရဲ့ယောဂကရိုးရိုးကမဟုတ်ဘူးဆိုတာလာဗညာစပြီးရိပ်မိခဲ့လို့ပါပဲသူမခြားရဲ့နဲ့အခန်းပြောင်းနေခဲ့တဲ့ညကဗီရိုနောက်မှာအရင်မဲကြီးတစ်ခုခြားရဲ့စီလာထိုင်နေတာကိုတွေ့ခဲ့ရတယ်လာဗညာလက်မှာအဆောင်လက်ဖက်ဝှက်ထားလို့သာအဲ့ဒီဝိညာဉ်ကသူမနာကတ်မလာတာဖြစ်ပါတယ်ခြားရဲ့ကြုံတွေ့နေရသမျှကအဲ့ဒီဗေဒီကာရဲ့ဝိညာဉ်ကြောင့်ဆိုတာလာဗညာရာနှုံးပြည့်ရီရာတန်တရားဝင်သွားခဲ့တယ်အဲ့ဒါကြောင့်မလို့လာဗညာကဇေယုံကနေဟာနုမန်ဖျားเจ้าစီတွန်းသွားပြီးဆရာတော်ကြီးကိုအကြောင်းဆုံးရှောက်ထားခဲ့ပါတော့တယ်။တမီးရဲ့ခံမှန်းချက်မှန်တဲ့ကလေးမဒါအဲ့ဒီမိန်းကလေးရဲ့ဝိညာဉ်ပဲ။ဒါပေမဲ့ဒီအနောက်မှာနောက်ထပ်လှိုးဝဲချက်တစ်ခုရှိသေးတယ်။အဲ့ဒီဝိညာဉ်ကတမီးရဲ့တငယ်ချင်းကိုအလကားသက်သက်ဒုက္ခပေးနေတာမဟုတ်ဘူး။မိစ္ဆာပညာစုံတဲ့သူကအဲ့ဒီဝိညာဉ်ရဲ့အာယုံကိုလွှဲပစ်ဖို့နဲ့တမီးတငယ်ချင်းကိုသူ့အစားရစ်ပူစော်ပွဲမှာအစားထိုးဖို့အတွက်လှုပ်ထားတာ။ဟင်သမီးဘာမှနားမလဲတော့ဘူးပပကြီးရဲ့ဘယ်လိုရစ်ပူဆိုတာလဲဒါကိုဘသူကလှုပ်ခဲ့တာလဲဒါကိုဘသူလှုပ်တာလဲဆိုတာကိုတော့ငါလည်းအတိအကျမပြောနိုင်ဘူးဒါပေမဲ့မိစ္ဆာအတိုက်ခိုက်ပညာတွေအထားမြောက်ဖို့အတွက်ပထမဆုံးသမီးရဲ့တငယ်ချင်းဗေဒီကာကိုစိတ်ညှို့ပြီးသူ့ကိုယ်သူတေချောင်းကြံအောင်လုပ်ခဲ့တာအဲဒီတော့မှရစ်ပူဆိုတာအောင်မြင်သွားတာပေါ့ဗေဒီကာရဲ့ရစ်ပူစောမှုကအောင်မြင်သွားခဲ့ပေမဲ့အဲ့ဒီဗေဒီကာရဲ့ဝိညာဉ်ကတော့အဆောင်ခန်းထဲမှာတင်တောင်းကျမ်းပြီးသူ့ကိုအဲ့ဒီလိုလုပ်ခဲ့တဲ့သူကိုလိုက်ရှာနေတော့တာပေါ့ဒီတော့အဲ့ဒီမိစ္ဆာအတိုက်ပြုတ်လုထားသူကဗေဒီကာရဲ့ဝိညာဉ်ရန်ကနေလွတ်အောင်လမ်းလွှဲဖို့ဂျာဟက်ကိုတွေ့သွားတယ်။ဂျာဟက်ရဲ့ကြွကြနေတဲ့သပင်နှဲငယ်ကိုရလိုက်တာနဲ့မကောင်းတဲ့အစီအရင်လှုပ်ပြီးသူ့ရဲ့ကျိန်းစာအားလုံးကိုဂျာဟက်ပေါ်ပုံချလိုက်တာပဲ။အဲ့တော့ဗေဒီကာရဲ့ဝိညာဉ်ကသူ့အစားဂျာဟက်ကိုတတ်လိမ့်မယ်။သူ့နောက်ကိုလည်းဝိညာဉ်ကလိုက်တော့မှမဟုတ်တော့ဘူးလေ။ဟင်အဲ့ဒီလောက်ထိဖြစ်သွားခဲ့တာလား။ဒါဆိုဒါတွေကိုဘယ်သူလုပ်ခဲ့တယ်လဲဆိုတာဘယ်လိုလုပ်သိနိုင်မှာလဲ။သိရမှာပေါ့။မနက်ဖြန်မနက်ဆိုရင်သမီးအားလုံးကိုသိရလိမ့်မယ်။ဒါပေမဲ့သမီးအနေနဲ့ဗေဒီကာရဲ့ဝိညာဉ်ကိုကူညီပေးရလိမ့်မယ်။အဲဒီဝိညာဉ်ကသမီးရဲ့ခန္ဓာကိုယ်ကိုသုံးပြီးအဲ့ဒီတရားခံစီသွားလိမ့်မယ်။သမီးရဲ့ခန္ဓာကိုယ်ကိုဘာအန္တရာယ်မှမဖြစ်စေရဘူးလို့ငါကတိပေးပါတယ်။ဒီလိုနဲ့ဆေးရုံခန်းထဲမှာဂျိုင်းနဲ့လာဗန်ဂျာတို့စကားပြောခန်းကိုပြန်ရောက်သွားတယ်။ဒါနဲ့နင်ငါ့ကိုဒီလက်ဘက်ဘာလို့ဝစ်ပေးခဲ့တာလဲဆိုတာအခုပြောပြတော့လေ။ဘာမှမဟုတ်ပါဘူးဟာဒီတိုင်းပါပဲအရာရာအောင်နင့်ကိုလိုက်ပြောပြနေအောင်ပါလားကဲပါအခုနင်လုံးဝနေကောင်းသွားပါပြီနင့်မှာဘာအနေရဲမှရှိတော့မှာမဟုတ်ဘူးမစ်မာသာလေဘင်းမှာတန်ရှင်းတဲ့လောကတိုင်ကိုဆွဲထားပေမဲ့ဘုရားသခင်ကိုကိုးကွယ်မဲ့အစားမ
မိစ္ဆာနတ်ဆိုးကိုပူဇော်ပါသခဲ့တာဖြစ်ပါတယ်။မိစ္ဆာနတ်ဆိုးကျင်းတဲ့ဖို့အတွက်မိန်းကလေးတစ်ယောက်ရဲ့အသက်ကိုရစ်ပူဇော်ခဲ့ရတာပါ။သူမအစီရင်နဲ့ဗေဒီကာကိုလွှမ်းမိုးပြီးကိုကိုတက်တရောင်လုပ်ခဲ့တယ်လို့ဝိညာဉ်ရဲ့ကလေးစားချိန်မှုကိုလွတ်ဖို့ခြားပေါ်အဖြစ်တွေပုံချခဲ့ပါတယ်။ဒါပေမဲ့ခြားရဲ့အတွက်လာဗန်ညာကယင်းဒီတိုက်ပွဲဝင်ပေးခဲ့မှုကြောင့်ခြားရဲ့အသက်ဘေးကင်းခဲ့ရုံတင်မကပဲဗေဒီကာရဲ့ဝိညာဉ်အတွက်ပါတရားမျှတမှုကိုဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ Miss မာတာတယောက်တစ်သက်လုံးဒုက္ခိတဖြစ်သွားရပြီးနောက်ဗေဒီကာရဲ့ဝိညာဉ်ဟာလည်းသူမရဲ့ကလေးစားကိုအပြေးအဝချိန်မုံနိုင်ခဲ့တာကြောင့်အဆောင်အခန်းနံပါတ်913ကနေထာဝရလွတ်မြောက်သွားခဲ့ပါတော့တယ်။